မာဒီဖိုးရုပ်သံလိုင်းကိုအားပေးကြည့်ရှုနေကြတဲ့အာသာဝါနာရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကြာခင်အချိန်တွင်းမှာဆိုလို့ရှိရင်တော့ MNL League 2025 ပြိုင်ပွဲရဲ့ Semi Final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော် FC အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ပွဲစဉ်ကတော့စတင်ပြီးတော့ရှင်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ကျွန်တော် FC အသင်းရဲ့ပွဲကစားသမား17ယောက်အစည်းအဝေးမှာတော့ဂိုးသမားနေရာမှာတော့ကျွန်တော်73ရန်လင်းအောင်ကျွန်တော်20ဟိန်းစော်နိုင်ကျွန်တော်3စိုးထက်ဝင်းကျွန်တော်60ခွန်ဆက်မြူရဲ့ကျွန်တော်23သူရကျော်ကွင်းလယ်ပိုင်းမှာတော့ကျွန်တော်9ကောင်းမြတ်ကျော်ကျွန်တော်6စိုးမင်းဦးကျွန်တော်14တက်ထွန်းအောင်ကျွန်တော်22အန်ကောင်းမွန်တက်စစ်ပိုင်းမှာတော့ကျွန်တော်9မျိုးစောဦးနဲ့ကျွန်တော်90ပြေမိုးအသင်းကောင်းဆောင်တို့ပွဲထွက်လာတာပဲဖြစ်ပါတယ်ရန်ကုန် United အသင်းရဲ့ဘောလုံးကစားသမား17ယောက်အစင်းမှာတော့ဂိုးသမားနေရာမှာတော့ကျွန်တော်1စင်းကြီးကြီးအောင်နောက်တန်း4ယောက်မှာတော့ကျွန်တော်46ညံလင်းထက်ကျွန်တော်2အင်းစရာလင်းကျွန်တော်3 Idris Sadu ကျွန်တော်40ခွန်ကောင်းထက်ပိုင်းကွက်လက်ပိုင်းမှာတော့ကျွန်တော်6အာကာကျော်ကျွန်တော်8စိုက်ဒူကျွန်တော်28တာယာဝင်းထက်ကျွန်တော်9ဇော်ဝင်းသိန်းကျွန်တော်4ဒေးဗစ်ဒန်အသင်းကောင်းဆောင်နဲ့တိုက်စစ်ပိုင်းမှာတော့ကျွန်တော်မိုဂူတို့နီးပြချုပ်ဦးကျော်တို့အနေနဲ့ပွဲထုတ်လာတာပဲဖြစ်ပါတယ်ဒီစရာလင်းစိုက်ဒူလက်ထွက်ထားခြင်းမြစိုက်ဒူပဲကွင်းလယ်မှာပဲညာကြောင်ထုတ်ပေးထားတယ်ဒေးဗစ်ဒန်လေတွေကိုဖြတ်ပို့ပြီးကြိုးစားတယ်တာယာဝင်းထက်လွတ်ချွတ်ပဲဂိုးပြီခင်ဗျာလက်ရှိချိန်မှာတော့တာယာဝင်းထက်ရဲ့အကောင်းဆုံးစမ်းဆောင်ရေးကောင်းတစ်ခုကိုကျွန်တော်တို့ဝက်ကစားချိန်6မိနစ်မှာပဲမြင်တွေ့ခဲ့ရပြီပဲဖြစ်ပါတယ်ဗီဒန်ရဲ့ပေးပို့မှုကိုရပုံအသင်းရဲ့ခံစစ်ကစားသမားတွေလိုက်လံပိတ်ဆို့နေတဲ့ကြားဒီကနေ့ရန်ကုန်အသင်းရဲ့ကွင်းလယ်ပိုင်းမှာပွဲထွက်လာခဲ့တဲ့ကျော်နံပါတ်28တာယာဝင်းထက်ကအကောင်းဆုံးစွမ်းဆောင်ရည်တစ်ခုနဲ့အတူရန်ကုန် United အသင်းအတွက်ဥဆောင်ကိုရှာဖွေပွေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီသွင်းကိုမှဆိုရင်တာဝန်ထက်ရဲ့တကယ်ကိုပါနေပြီးတော့အမြင်ဆုရှတဲ့တိုက်စစ်ထိုးပေါင်းမှုတစ်ခုကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်ဒီနေ့ရန်ကုန်အသင်းရဲ့ကွင်းလေပွဲထွက်လူစင်းမှာသူ့အနေနဲ့ထိုက်တန်ကြောင်းကိုတော့ဒီသွင်းကိုနဲ့အတူတက်တည်ပြလိုက်ပြီလည်းဖြစ်ပါတယ်ပုံစံကောင်းတွေရန်ကုန်အသင်းမှာပြတ်သားထားနိုင်ခဲ့တဲ့တာယာဝင်းထက်ဒီချိန်မှာတော့အသင်းအတွက်အရေးကြီးတဲ့ဥဆောင်ကိုတော့ပွဲကစားချိန်6မိနစ်မှာပဲစတင်ပြီးတော့တင်ပေးလိုက်ပြီပဲဖြစ်ပါတယ်ဒါဝင်းထက်ညာချမ်းမှာပဲရလာပြန်ပြီဗျာဒါဝင်းထက်ပဲအေရီယာကိုဖြတ်ပို့ပေးရတယ်မော်ဂူလွတ်ချွတ်ပဲညီမနဲ့ချက်ထိန်းလာတယ်စိုက်တိုအေရီယာထဲမှာပဲစိုက်တိုတော့ကမမှာပေးတာလေအေရီယာကိုကြားတယ်ခေါင်းတစ်ပြပြန်ချပေးတာလေရန်ကုန်သင်းရဲ့ခံစစ်ကပဲဦးလာတယ်ဗျာအေရီယာထဲမှာပဲရှုပ်ရက်ခန့်နေတယ်ရန်ကုန်သင်းပဲလိုက်ဆဲတာလေဒေးဗစ်ဒန်လက်ကန်ပြီချိန်မှာတော့ဒေးဗစ်ဒန်ရဲ့ကန်ချက်အကောင်းဆုံးနေထားမှာရှိခဲ့ပေမဲ့လည်းကိုသမားရန်လင်းထွန်းကလည်းအကောင်းဆုံးကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်ကိုမြတ်ဖုံးကြီးပွဲရတော့အပြန်လန်တိုက်စစ်စင်မှုတွေပို့ပြီးတော့မြင်တွေ့နေခဲ့ရပေမဲ့လည်းပွဲစား6မိနစ်မှာရရှိခဲ့တဲ့တာဝင်းထက်ရဲ့သွင်းကိုတစ်ခုနဲ့အတူပွဲရတော့ရန်ကုန်သင်းကပဲဆက်ပြီးတော့ဥဆောင်ထားတယ်ဗျာစိုက်တိုပဲလက်ပိတ်ပြီချိန်မှာတော့စိုက်တိုရဲ့ကန်ချက်ကိုပေါ့အပေါ်ကနေတော့ကြော်သွားခဲ့တာဖြစ်ပါတယ်ကောင်းမြတ်ကျော်ရှုံမျောပြီးတာလေပြေမိုးပဲရသွားပြီမြတ်ပြေမိုးအေးရတဲ့ဝင်လာပြီပြေမိုးလက်ကပ်ပြီကိုပြီခင်ဗျာလက်ရှိအချိန်မှာတော့ဇာဘုံအသင်းအတွက်တိုက်စစ်ကစားသမားပြေမိုးရှားပွားရရှိလာတဲ့အခွင့်အရေးကနေခြေပါကိုတော့ဘက်ကစားချိန်33မိနစ်မှာပဲပြန်လည်ပြီးတော့သွင်းပေးခဲ့ပြီပဲဖြစ်ပါတယ်ကိုကျင်ဆိုရေးပွဲရတော့အခုချက်ပို့ပြီးတော့ကြည့်ကောင်းမဲ့အသွင်ကိုတော့ဆောင်လာခဲ့ပြီပဲဖြစ်တယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်ပြောနေတဲ့ရန်ကုန်နဲ့ရန်နာဘုံတွေ့တိုင်းဘာကြောင့်ပြိုင်ဆိုင်မှုပြင်းထန်လဲဆိုတာဒီနေ့ပွဲစဉ်ကပို့ပြီးတော့ထပ်ပြီးတော့တက်တည်ပြလိုက်ပြီလည်းဖြစ်ပါတယ်အခွင့်အရေးတစ်ချိန်ဆိုတစ်ချိန်ရလာတဲ့အခြေအနေမှာပြေမိုးရဲ့အကောင်းဆုံးအဆုံးသက်ကဒီနေ့ပွဲစဉ်ရဲ့အရှိန်ဟုန်တော့ပို့ပြီးတော့မြင့်တင်ပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ကန်စစ်ကစားသမားဟင်းစရာလင်းရဲ့ငငယ်ပေါ်စာတွေကစားပုံတစ်ခုကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ပြေမိုးကတော့ရရှိလာတဲ့အခွင့်အရေးကိုတော့အကောင်းဆုံးအသုံးချသွားခဲ့တာပဲဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့စီပြန်ပေးထားတယ်စိုက်ဒူပဲမော်ဂူရလာသေးမြတရားဝင်းထက်ရှုမှာပေးထားတယ်စိုက်ဒူဒီတမရန်လင်းထွန်းငငယ်တိုင်ပင်လွဲသွားခဲ့တာပဲဖြစ်ပါတယ်အကာကျော်တော့ရှော့ဆွဲတက်လာပြီးရှုမျောပေးထားတယ်ဒေးဗစ်ဒန်မော်ဂူဒီရတယ်မှာလက်ကမ်းပြီမော်ဂူရဲ့ကန်ချက်ကကောင်းနေခင်ဗျာဒါပေမဲ့ကျွန်တော်မသိရဲ့ကိုသမားရန်လင်းထွန်းရဲ့စွမ်းဆောင်ရည်ကမော်ဂူတက်ပို့ပြီးတော့ကောင်းသွားတဲ့အနေထားတစ်ခုမှာတော့ရန်ကုန် United အသင်းဥဆောင်ကိုရရှိမဲ့အခွင့်အရေးနဲ့တော့ဝေးကွာသွားခဲ့တာပဲဖြစ်ပါတယ်ဒေးဗစ်ဒန်ရဲ့လိုက်တဲ့ပေးပို့မှုကိုမော်ဂူပရီအေရီယာထိပ်အဆက်ကနေပဲညာချီနဲ့အဆုံးသက်ကန်သွင်းမှုကြိုးစားခဲ့တာပဲဖြစ်ပါတယ်
ဆိုလို့ရှိရင်အာကာကျော်ဝေးရနေလက်ကန်လာတယ်ကိုပေါင်းနေတော့ကျော်လေးကိုဝေးကွာသွားခဲ့တာပဲဖြစ်ပါလေဘယ်တော့ကန်ပေးထားတယ်စိုက်ဒူကောင်းမြတ်ကျော်စိုက်ဒူပဲပြန်ပြီးတော့ယာနာသေးတယ်ဗျဆမ်မြူရယ်စိုက်ဒူပဲယာနာသေးအေယာထဲမှာစိုက်ဒူဂျေဗီဒန်ဟိုတဲ့ကိုသမားရန်လင်းထွန်းတာယာပဲဟဲ့ရရှိထားတယ်ဗျစိုက်ဒူရဲ့ဖျက်ကျော်မှုကတော့ကောင်းမွန်တဲ့အနေအထားတစ်ခုမှာတော့ရှိနေခဲ့တာပဲဖြစ်တယ်ဗျဆမ်မြူရယ်အကောင်းမွန်နဲ့ပြန်ပြီးတော့တွဲထားတယ်အကောင်းမွန်ဝေးကနေလက်ကန်ထားတယ်ညမချောင်းထုတ်ပေးတော့ပြီဇော်ဝင်းသိန်းအလိုက်တဲ့မပေးလာပြီခောက်တယ်ပြီချိန်မှာတော့ရန်ကုန်သင်းရဲ့တိုက်စစ်ကစားသမားတွေတယောက်မှကိုထိချက်မမှန်ခဲ့ဘူးများတကယ်လို့ထိချက်သာမှန်ခဲ့ရင်တော့ရန်ကုန်သင်းတေချာပေါဥဆောင်ကိုရရှိမဲ့အနေအထားမျိုးကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်မွန်ကူခေါင်းတက်ရမှာတော့လွှဲချော်သွားခဲ့လို့ထပ်ပြီးတော့ပိတ်ခဲ့တဲ့ကျော်ဖြိုးဝေရဲ့အဆုံးသက်ကလည်းလွှဲချော်သွားခဲ့တာဖြစ်ပါတယ်ချိန်မှာတော့အပေးယူကပြန်ပြက်ပြီးတော့ရန်ကုန်သင်းပြန်ရလာတယ်ရှေ့ကိုမှာပေးလာပြီပြေမိုးတောက်လျှောက်လိုက်နေတဲ့ပြေမိုးပဲအေးရလည်းဝင်လာပြီလူချွတ်ချွတ်ပဲနဲ့ပြေမိုးပဲအလဲပေးပြီကိုသမားစင်ကြီးအောင်ကာဝယ်ထားနိုင်ခဲ့လို့ဒီချိန်မှာလဲရန်နာဘုံသင်းရဲ့အပိုင်အခွင့်အရေးထောက်ခံပေါ်နဲ့ပဲကျင့်နှက်ခဲ့ရတာဖြစ်ပါတယ်ကြိုင်မဲ့သင်းကိုသွင်းကိုထပ်ပြီးတော့ခွင့်ပြုပေးရအောင်အကောင်းဆုံးပုံစံတစ်ခုမှာတော့ရှိနေသေးပဲဗျာပြေမိုးပဲအေးရထပ်ပြီးတော့ဝင်လာပြီပြေမိုးထပ်ပြီးတော့မပေးလာပြီဒီချိန်မှာလဲရန်နာဘုံသင်းရဲ့တိုက်စစ်ကအကောင်းဆုံးခွင့်ရတစ်ခုရခဲ့တာဖြစ်ပါတယ်ကောင်းစီတူတော့ရှောက်ပဲဆွဲလာပြီမြတ်ကောင်းစီတူအီဆိုပဲအေးရဝင်လာပြီကောင်းစီတူပြန်မြောင်းမိတာလေတရားစရာကောင်းတဲ့နေထားတစ်ခုပဲခင်ဗျအမျိုးခန့်ပြန်လှည့်ထားသေးတယ်ဒီမှာရှိနေခဲ့ဝီလင်းအောင်ပဲဝီရလက်ကန်ထားတယ်တပိတ်ပြီကိုပြီခင်ဗျလက်ရှိမှာတော့ရန်ကုန်ယူနိုက်တက်အသင်းပွဲပြီးဆုံးဖို့2မိနစ်အလိုလောက်ပါနေမယ်ဝီလင်းအောင်ရဲ့ကန်ချက်ကိုကိုသမားရန်လင်းထွန်းကာဝေအားနေစဉ်ပြန်ရှန်ထွက်လာတဲ့ဘောလုံးကိုလူဆောင်ဝင်တိုက်စစ်ကစားသမားကောင်းစီသူကအမာရွေမရှိအဆုံးသက်ပြီးတော့ရန်ကုန်ယူနိုက်တက်အသင်းကိုတော့ဥဆောင်စေခဲ့ပြီပဲဖြစ်ပါတယ်ကိုကျန်ဆိုရင်ကျွန်တော်အစောပိုင်းကတင်ဆက်ခဲ့သလိုပဲကွာတာဖိုင်နယ်ပွဲစဉ်မှာပယ်နတီဝင်အောင်မသွင်းနိုင်ခဲ့တဲ့ရန်ကုန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားကောင်းစီသူရန်ကုန်ယူနိုက်တက်အသင်းအတွက်လိုအပ်နေတဲ့အချိန်မှာတော့သွင်းကိုအဖြစ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီပဲဖြစ်တယ်ခင်ဗျာဟုတ်ပါတယ်ဒီချိန်မှာတော့ပြန်ထွက်လာတဲ့ဘောလုံးကိုကောင်းစီသူလုံးဝအမှားရမရှိဘဲနဲ့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒီချိန်ကောင်းစီသူရဲ့သွင်းကိုကတကယ်ကိုအရေးပါခဲ့တာဖြစ်ပြီးတော့အခုနှစ်မှာလည်း MNL League Cup မှာရန်ကုန်သင်းနောက်ဆုံးဘိုလ်လူပွဲစီတက်ရောက်နိုင်ဖို့အတွက်ဒီချိန်ကောင်းစီသူရဲ့သွင်းကိုကတော့အရေးပါတဲ့အခန်းကဏ္ဍမှာတော့ရှိနေခဲ့တာဖြစ်ပါတယ်ဇိုးနေနေကတော့ပြစ်ဒဏ်ပေါ်ယာယီဖို့တောင်းဆိုခဲ့ပေမဲ့ပလင်တိုင်ကတော့ခွင့်ပြုခဲ့ခင်ဗျာရာမုံတင်ချစ်ပါကိုရရှိဖို့အတွက်ကောင်းမွန်တဲ့ခွင့်ရတစ်ခုကိုတော့ရရှိခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ကြိုးစားခဲ့ရမှာတော့လွဲချော်သွားခဲ့လို့ရာမုံအသင်းနစ်နာခဲ့ရတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ခလက်ရဲ့ပြည်တယ်ပေါ်ပေးပူးမှုကကောင်းစီတူဒီမှာနဲ့ချက်ထိန်ထားသေးမြကောင်းစီတူဒီမှာရှိနေခဲ့တဲ့ဝေလင်းအောင်အီဆိုဒီပေးထားတယ်အီဆိုအေရတဲ့ဝင်လာပြီးအီဆိုပဲလက်ကန်တယ်ဂိုးပြီခင်ဗျာလက်ရှိမှာတော့ရန်ကုန်ယူနိုက်တက်အသင်းအတွက်အနိုင်သိကြစေမဲ့သွင်းကိုတော့အီဆိုသူပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဝယ်ပြီးဆုံးဖို့စကမိုင်းသားလိုအပ်တော့တဲ့အနေထားတစ်ခုကနေအီဆိုရန်ကုန်ယူနိုက်တက်အတွက်အနိုင်ကိုသိကြစေခဲ့ပြီလို့ပဲဆိုမှာဖြစ်ပါတယ်ကိုနေဆိုရေးပွဲပြီးဆုံးဖို့ကလည်းဘလောက်မှမလိုတော့တဲ့အနေအထားတစ်ခုမှာတော့ရန်ကုန်ယူနိုက်တက်အသင်းတတိယမြောက်ဥဆောင်ကိုတော့ရရှိခဲ့ပြီပဲဖြစ်တယ်ခင်ဗျာရန်ကုန်သင်းရဲ့အနိုင်ရလက်ကလည်းပို့ပြီးတော့တေချာသွားခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာတော့အီဆိုရဲ့သွင်းကိုရရှိသွားခဲ့ပြီဖြစ်လို့ရန်ကုန်သင်းအခုနှစ်မှာလည်း MNL League Cup Semi Final အဆင့်မှာပြီးခဲ့တဲ့နှစ်တုန်းကလိုပဲရန်နာဘုံသင်းကို3ဂိုးတဂိုးဆိုတဲ့ပုံစံတူအနေထားမျိုးနဲ့နောက်ဆုံး Final အဆင့်ကိုတက်လန်းသွားဖို့အတွက်အသေးချာဆုံးအနေထားတစ်ခုကိုတော့ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်
အကသားဝနာရှင်ပြည်သက်များခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲကျွန်တော်ဘုံအသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ဆီမီဖိုင်နယ်ပွဲစဉ်ကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ဆီမီဖိုင်နယ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ရန်ကုန်ယူနိုက်တက်အသင်းက3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့ရန်ကုန် FC အသင်းကိုအနိုင်ကစားပြီးတော့ဗိုလ်လူပွဲအဆင့်ကိုတက်ရောက်သွားပါတယ်ဆိုတဲ့အကြောင်းစီကံတင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့ဓာတ်ရိုက်ထုတ်လွှင့်တင်ဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြုပါခင်ဗျာအပေးကြည့်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ